ဒီတခါစန်ဒရဝေါ်ရောက်ရင်မာလာရှန်ကောကိုအထုံအဆက်အရတာထီထီမီမီစားကြတဲ့တို့များအတွက်နုံတို့စန်ဒရဝေါ်ရောက်တိုင်းစားနေကြဆိုင်လေးကို sharing လေးလုပ်ပေးလိုက်ပါတယ်။ဆိုင်လေးကခုနလွာမှာရှိတဲ့ဖူဝေါ်လေးထဲမှာရှိပါတယ်။နုံတို့စန်ဒရဝေါ်ရောက်တိုင်းလို့စားဖြစ်တာ10ကထက်မနည်းရှိနေပါပြီ။သူက granite ချိန်ပြီးတော့တွက်ယူပါတယ်။အတုံးနဲ့အရေနှစ်မျိုးတည်းကကိုကြိုက်တဲ့ရာကိုရွေးချယ်ပြီးတော့စားလို့ရပါတယ်။မာလာရှန်ကောတဲ့ထည့်စားဖို့အတွက်အသားနဲ့အရွက်တွေကိုလည်းလက်လက်ဆက်ဆက်လေးတွေကိုပဲထားပေးထားတာကိုတွေ့ရပါတယ်။ဝက်ဥပိတ်လေးတွေလည်းဒီဆိုင်မှာရတဲ့အပြင်ကိုရွေးထားတဲ့အတိုင်းတိတိကျကျလည်းထည့်ပေးရတဲ့အတွက်ကိုစားချင်တာမပါမှာကိုလည်းစိတ်ပူစရာလည်းမလိုပါဘူး။ဆိုင်နာမည်လေးကလာမဲမာလာဟော့ပေါ်လို့ခေါ်ပါတယ်။နော်တို့ခောက်ဆွဲနှစ်ထုပ်နဲ့အသားအများကြီးထည့်ထားတာကိုမှဘတ်900ကျော်ပဲကျပါတယ်။ဒီဆိုင်မှာကမြေပဲကိုကြိတ်ပြီးတော့အနှစ်ကလေးကိုပေါ့နော်အချင်းလေးရတာရှိရှိဆက်ထားပေးပါတယ်သူ့ရဲ့မာလာရှန်ကောကစီလည်းအရင်မများဘူးအထုံဆက်ကလည်းကိုအစင်မပြေလို့ရှင်ပြန်ပြီးတော့ပြင်ခိုင်းလို့လည်းရပါတယ်နုံတို့နှစ်ယောက်ကတော့ဒီဆိုင်ရဲ့မာလာရှန်ကောအရာတာကိုတော်တော်လေးကိုကြိုက်ပါတယ်။နုံတို့ကမာလာရှန်ကောစားလို့ရှင်တော့ထမင်းနဲ့စားရမှာပဲပို့ပြီးတော့စားလို့ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်။တခါတလေကြောက်လို့ရှင်နုံတို့ရွေးတာအရန်များတော့တဲ့ခါကြလို့ရှင်မကုံဘူးပေါ့နော်။မကုံတဲ့ခါကြလို့ရှင်တော့ပို့တဲ့ဟာလေးတွေကိုအိမ်ပြန်ယူသွားတယ်ပေါ့နော်။အိမ်ပြန်ယူသွားတဲ့ခါကြလို့ရှင်တော့သူ့ကိုဘူးဖို့လေးပေးရပါတယ်။ Central Wall ရောက်လို့မာလာရှန်ကောလေးစားကြည့်ချင်တယ်ဆိုလို့ရှင်တော့ဒီဆိုင်လေးကို try ကြည့်စေချင်ပါတယ်ရှင်။အားလုံးပဲစိတ်ကျမ်းမာကိုချမ်းသာပြီးဘလောက်ဆဆဝိတ်မတက်တဲ့ body လှလှလေးကိုပိုင်ဆိုင်ကြပါစေရှင်။ကြည့်ရှုပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရနော်။